ဂုံတရီရှိလဲရကိုဝင်ခွင့်ရဖို့ဒီကျက်စင်လေးဟာအမြဲတမ်းပယ်ချခံခဲ့ရပါတယ်အကြောင်းပြချက်ကရိုးရှင်းပါတယ်သူတငယ်ချင်းတွေနဲ့ဝိတ်အလေးချိန်မတူတာပါသူတို့ကိုတည်ယူမဲ့ကားကြီးရောက်လာတော့သူတငယ်ချင်းတွေကတကောင်ချင်းစီချိန်ခွင်ပေါ်တက်ကြပါတယ်အကောင်တိုင်းဟာလိုအပ်တဲ့အလေးချိန်ကိုပြည့်မီတဲ့အတွက်ချက်ချင်းကားပေါ်ကိုတင်ဆောင်ခံခဲ့ရပါတယ်ဒါပေမဲ့အပိန်ဆုံးကျက်စင်လေးချိန်ခွင်ပေါ်တက်လိုက်တဲ့အခါမှာတော့လိုအပ်တဲ့ဝိတ်မပြည့်ဘူးဆိုတာမျက်နှာပြင်မှာပြနေလို့အဲ့ဒီနေရာမှာပဲပယ်ချခံလိုက်ရပါတယ်ချိန်ပယ်ချခံရတာကိုညှင်းငွေလာတော့သူမြင်သမျှအကုန်စားတောက်ပါတော့တယ်ဒါပေမဲ့နောက်တစ်ချိန်ဝိတ်ပြန်ချိန်တော့သူ့အလေးချိန်ကအစကအတိုင်းလုံးဝမပြောင်းလဲပါဘူးစိတ်ပြက်လက်ပြက်နဲ့သူအလေးချိန်တက်ဖို့အတွက်အစွမ်းထက်တဲ့ကြီးထွားဟော်မုန်းဆေးကိုစမ်းတောက်ခဲ့ပါတယ်အဲ့ဒီဝိတ်တက်စေတဲ့စူပါဟော်မုန်းကိုတောက်ပြီးနောက်မှာတော့ချိန်ခွင်မှာဘာမှထူးခြားမှုမရှိတာကိုပြနေတော့မှာပဲအဲ့ဒီလိုနဲ့စိတ်အားငယ်စွာနဲ့သူရေမြောက်များကိုတောက်လိုက်ပြီးဖောင်းပွားနေတဲ့အထိကိုပြေးဝစေခဲ့ပြီးချိန်ခွင်စီပြန်သွားခဲ့ပါတယ်ဒီတစ်ခါတော့မျက်နှာပြင်မှာသူလိုအပ်တဲ့ဝိတ်ပြည့်ပြီဆိုတာကိုနောက်ဆုံးမှပြသလိုက်ပါပြီဒါပေမဲ့ဒီသတင်းကောင်းကကြမခံလိုက်ပါဘူးဘာလို့လဲဆိုတော့သူတောက်ထားတဲ့ရေတွေအလုံးကိုချက်ချင်းအန်ထုတ်လိုက်တာကြောင့်သူ့အလေးချိန်ကမူလအတိုင်းပြန်ကျသွားလို့ပါပဲရုတ်တရက်သူဟာအိမ်မြောင်တစ်ကောင်ဖမ်းထားတဲ့အင်းဆက်ပိုးတစ်ကောင်ကိုမြင်လိုက်ရပြီးတော့အဲ့ဒီအိမ်မြောင်ကိုယ်တိုင်ကလည်းစာနေတဲ့ဘဲတစ်ကောင်ရဲ့ဝါမျိုးချင်းကိုခံလိုက်ရပါတယ်ဒီတော့သူ့ကောင်းထဲမှာအကြံကောင်းတစ်ခုရသွားပါတယ်သူကစားစရာအချို့ကိုနှုတ်သီးနဲ့ကောက်ယူပြီးလူတစ်ယောက်ရဲ့လက်ပေါ်ကိုဖြန့်ကျက်လိုက်ပါတယ်ဘဲကချက်ချင်းဆိုသလိုအဲ့ဒီလက်ကိုမျိုးချလိုက်ပါတော့တယ်ကျက်စင်လေးကလည်းအဲ့ဒီလိုလှုပ်ချင်ပါတယ်ဘဲတစ်ကောင်လုံးကိုပါဆက်နဲ့မျိုးချဖို့ကြိုးစားပေမဲ့ဘယ်လိုလုပ်မတတ်နိုင်ပါဘူးဒါနဲ့သူအကြံအသစ်တစ်ခုကိုထပ်ထုတ်လိုက်ပါတယ်သူလေတဲ့ကိုခုန်တက်ပြီးဘဲပေါ်ကိုစောင့်ချလိုက်ပါတယ်ထူးခြားတဲ့နီလန်နဲ့သူ့ရဲ့နောက်ဘက်ပိုင်းကိုအသုံးပြုပြီးဘဲတစ်ကောင်လုံးကိုစုပ်ယူလိုက်ပါတော့တယ်ပြီးမှသူချိန်ခွင်စီပြန်သွားပါတယ်ဒီတစ်ခါတော့မျက်နှာပြင်ကလိုအပ်တဲ့အလေးချိန်ကိုရောက်ပြီဆိုတာကိုအတည်ပြုလိုက်ပါပြီးနောက်ဆုံးတော့သူဟာတခြားကျက်စင်တွေလိုပဲကားပေါ်ကိုတင်ဆောင်ခံလိုက်ရပါတယ်ဒါပေမဲ့ကားထဲကိုရောက်သွားတဲ့အခါမှာတော့သူ့တငယ်ချင်းတွေအားလုံးအမွှေးတွေပြောင်းထုတ်ပြီးစင်တွေပေါ်မှာဆွဲထားတာကိုသူမြင်လိုက်ရပါတော့တယ်